ဘဝကိုဘာနဲ့ပေါင်းပါလဲဘဝကိုအတ္တနဲ့ပေါင်းကြည့်ရင်တော့နောက်ဆုံးအထီးကျန်ဘဝကိုလူတွေနဲ့ပေါင်းကြည့်ရင်တော့သင်္ကန်းစာတွေကျန်တယ်ဘဝကိုအမှားနဲ့ပေါင်းကြည့်ရင်တော့နောက်ဆုံးနောင်တတွေကျန်ဘဝကိုပျော်စရာတွေနဲ့ပေါင်းကြည့်ရင်တော့နောက်ဆုံးဒုက္ခတွေကျန်ဘဝကိုမာနနဲ့ပေါင်းကြည့်ရင်နောက်ဆုံးမြေကြီးပဲကျန်တယ်ဘဝကိုချစ်နဲ့ပေါင်းကြည့်တော့နောက်ဆုံးဘဝပဲပြန်ကျန်ဘဝကိုစာပေနဲ့ချင်းကပ်ကြည့်တော့ရတမြောက်တဲ့ကြပြားတွေကျန်တယ်ဘဝကိုကောင်းခြင်းဓမ္မနဲ့ပေါင်းကြည့်တော့နောက်ဆုံးသိဉာဏ်တွေကျန်အဲ့ဒီအတိကိုအကျင့်နဲ့ပေါင်းကြည့်တော့ဘာဆိုဘာမှမကျန်တော့နောက်ဆုံးဘဝကိုနေဝင်ချိန်နဲ့ပေါင်းကြည့်လိုက်တော့အထီးကျန်တဲ့သူရဲ့နောင်တကျန်တဲ့သူရဲ့အတိကျန်တဲ့သူရဲ့ဘဝကျန်တဲ့သူရဲ့ဘာမှမကျန်တဲ့သူရဲ့ပါပဲ